ဒီတင်တန်းအကြောင်းမေးနေကြလို့ခဏပေါ့နော်ပြီးဘယ်တင်တန်းနေတက်တင်တယ်ဘယ်တင်တန်းကောင်းလဲဘယ်တင်တန်းနေရပို့ပြီးတော့အဆင်ပြေလဲဆိုတာကိုမေးနေကြတယ်ကျွန်တော်သိတယ်လို့တင်တန်းဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြမယ်တင်တန်းဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဖြစ်ချင်တယ်ကျွန်တော်တို့သွားချင်တယ် professional life တစ်ခုပဲဖြစ်ကိုလုပ်ချင်တဲ့အရာတွေအတွက်ဒီလုပ်ဖို့အတွက်ကိုကျွန်တော်တို့ကခုလောဆယ်မှာကိုလက်ရှိအဲ့ဒီအရာတွေအတွက်လိုအပ်နေသေးတဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့အတွက်တင်တန်းဆိုတာအထောက်အကူတစ်ခုအနေနဲ့ပဲကျွန်တော်ကသတ်မှတ်လို့ရတယ်ဆိုတော့တင်တန်းတက်မယ်တင်တန်းတက်ပြီးမှတင်တန်းကနေထောက်ကူရပြီးတော့ကိုသွားချင်တဲ့ကိုလုပ်ချင်တဲ့အရာတွေအတွက်ဆက်လုပ်လို့ရမယ်ဆိုတဲ့အနေအထားမျိုးဒါကတင်တန်းဆိုတာကိုကျွန်တော်နားလည်တာဆိုတော့ဘယ်လိုတင်တန်းမျိုးတွေတက်တင်လဲဆိုတာကအဲ့ဒီမိကွင်းကိုမမေးခင်ခင်ဗျာကိုယ့်အကိုပြန်မေးရလိမ့်မယ်ကိုယ့်အကိုပြန်မေးရမယ်ဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ကသိနေရမယ်ခင်ဗျားဘာလုပ်ချင်တာလဲခင်ဗျားဘာဖြစ်ချင်တာလဲဘယ်အခြေအနေထိဘယ်လိုနေရာမျိုးထိရောက်ချင်တာလဲဥပမာဗျာခင်ဗျားက chef တယောက်ဖြစ်ချင်တယ်ဒါကိုယ့်ရဲ့ဒီအသက်မွေးဝမ်းကြောင်း professional life တစ်ခုအနေနဲ့ဘဝတစ်ခုလုံးကရွေးချယ်တော့မယ်ဆိုလို့ရှိရင်အဲ့တော့ဒီ culinary သင်တန်းတွေတက်ရမှာပေါ့ဗျာဆိုတော့ထားလိုက်ပါတော့ဒါကသင်တန်းအကြောင်းလေးပြောပြရဆိုတော့ဘယ်လိုသင်တန်းမျိုးကောင်းလဲဆိုတာကကြတော့စောစောကကျွန်တော်ပြောလို့လေခင်ဗျားကဘယ်အခြေအနေထိဘယ်လိုအဆင့်တန်းမျိုးထိသွားချင်တာလဲတဘောအလုံးအတွက်ဒီ professional တစ်ခုကိုတေချာလေးရွေးချယ်လိုက်ပြီဆိုလို့ရှိရင်ခင်ဗျားတို့လိုချင်တာခင်ဗျားတို့သိအောင်ကြိုးစားရမယ်အရင်ဆုံးဘာမှမလုပ်ခင်ပါနော်ဘာမှမလုပ်ခင်ပါဆိုတော့ခင်ဗျားဖြစ်ချင်တဲ့အရာတစ်ခုကိုပဲအရင်ဆုံးဘာဖြစ်ချင်လဲဆိုတာကိုခင်ဗျားသိအောင်လုပ်ဖို့ဒါကပထမဆုံးအရေးကြီးတဲ့အချက်ဒုတိယပါလဲဆိုတော့အဲ့ဒီအချက်တွေအတွက်ဖြစ်နိုင်ဖို့ဖြစ်အောင်ကြိုးစားဖို့အတွက်ခင်ဗျားလိုအပ်ချက်တွေတွေ့လာနိုင်တယ်ဆိုတော့အဲ့ဒီလိုအပ်ချက်တွေနဲ့ပုံမူတည်ပြီးတော့မှခင်ဗျားတင်တန်းကိုရွေးချယ်ရတယ်ဆိုတော့အဲ့ဒီလိုအပ်ချက်တွေခင်ဗျားရဲ့အဲ့ဒီဖြစ်ချင်တဲ့အရာတစ်ခုအတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်အထောက်အကူဖြစ်နိုင်မယ်တင်တန်းကိုရှာရတော့ဆိုတော့ဒါကခင်ဗျားတင်တန်းကောင်းတယ်မကောင်းဘယ်တင်တန်းတက်တင်တယ်မတက်တင်ဘူးဆိုတော့ရွေးချယ်ရမယ်အပိုင်းအရေးကြီးဆုံးပဲဆိုတော့ခင်ဗျားချင်းဖြစ်ချင်တဲ့အရာတစ်ခုကိုသိပြီဆိုလို့ရှိရင်အဲ့ဒီဖြစ်ချင်တဲ့အရာအတွက်လိုအပ်ချက်တွေကိုဘယ်လိုတင်တန်းမျိုးကခင်ဗျားအတွက်ထောက်ပံ့ပေးနိုင်မလဲဆိုတဲ့ဟာအပေါ်မှာမူတည်ပြီးတော့ခင်ဗျားတင်တန်းရွေးချယ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့အခုချိန်မှာဒါအကုန်လုံးလည်းသိနေကြတာပဲတင်တန်းနေဆိုတာအများကြီးပဲကျွန်တော်မကောင်းလည်းမပြောဘူးကောင်းတယ်လည်းမပြောဘူးဒါကသူတို့ရဲ့ရည်ရွယ်ချက်တွေသူတို့ရဲ့ရည်မှန်းချက်တွေနဲ့ဖွင့်ထားတဲ့တင်တန်းတွေဖြစ်တဲ့အခါကျတော့ဒါကသူတို့ကိစ္စဆိုတော့ဒါမဲ့ခင်ဗျားတို့တက်မဲ့သူတွေရဲ့တင်တန်းတက်မဲ့သူတွေရဲ့သူတွေဘက်ကရွေးချယ်ရမယ့်ဟာကြတော့ဆိုတော့ကျွန်တော်ပြောလို့ပဲခင်ဗျားဖြစ်ချင်တဲ့အရာပေါ်မူတည်ပြီးတော့အဲ့ဒီဖြစ်ချင်တဲ့အရာကိုအထောက်အကူပေးနိုင်တဲ့တင်တန်းမျိုးကိုပဲဒါကခင်ဗျားတို့တွေကောင်းတယ်လို့ပြောလို့ရတယ်။ဘယ်ဟာတွေတင်ပေးလို့ကောင်းတယ်ဘယ်ဟာတွေမတင်ပေးလို့မကောင်းဘူးဆိုတာကအဲ့ဒါကပြောပြဖို့ခက်တယ်။ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာလေးကတင်တန်းဆိုတာကခင်ဗျားသွားချင်တဲ့နေရာခင်ဗျားရောက်ချင်တဲ့နေရာတွေအတွက်ရောက်ဖို့ရအတွက်အထောက်ပံ့တစ်ခုပဲရှိတယ်။အဲဆိုတော့အဲ့ဒီအထောက်ပံ့ဆိုတာဘယ်လိုတင်တန်းမျိုးကရနိုင်မလဲဆိုတော့ခင်ဗျားရွေးချယ်ရမယ်။ဒါပေမဲ့တင်တန်းတွေကတချို့ဟာတွေဆိုလို့ရှိရင်ဒီ short term ရက်တူလာတူတင်တန်းတွေရှိတယ်ဆိုတော့အဲ့ဒါတွေကတော့ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့လိုချင်တဲ့အရာရေရှည်အတွက်အဲ့လောက်ကြီးအထောက်အကူပေးနိုင်မယ်လို့မထင်ဘူးဒါပေမဲ့ကျွန်တော်တီးတလောက်ကပြောရမယ်ဆိုလို့ရှိရင်တော့ဒီ culinary school တွေ long term နဲ့ program တွေနဲ့တက်ရတဲ့ဟာမျိုးတွေဥမာတစ်နှစ်တောင်းမို့လို့ရှိရင်တစ်နှစ်ခွဲအဲ့လိုမျိုးတကယ် proper ဒီတင်ယူညွှန်နှန်းနေနဲ့ပြီးလို့ရှိရင်တကယ်လက်တွေ့တွေနဲ့လှုပ်ပြီးလို့ရှိရင်ပြီးတော့မှတင်တန်းပြီးသွားတာနဲ့တင်တန်းကနေပြီးတော့သူတို့ရဲ့ support တွေနဲ့ဒီ internship program တွေဒီ life ထဲကိုဝင်ဖို့အတွက်အထောက်အကူဖြစ်မဲ့အလုပ်ကိုင်ခွင့်လန်းတွေပါညာတွေနဲ့အဲ့ဒါမျိုးဟာဆိုလို့ရှိရင်တော့ဒါကပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့ကိုတက်မဲ့တင်တန်းကကိုသွားခြင်းတဲ့နေရာကိုဖြစ်ချင်တဲ့အရာအတွက်ဘယ်လောက်ထိအထောက်အကူပေးနိုင်တယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့သင်တန်းကကောင်းတယ်မကောင်းဘူးဆိုတာကိုယ့်အတွက်ကိုရွေးချယ်လို့ရပါတယ်ဆိုတော့ဒီလိုမျိုးနာမည်ကြီးတွေနဲ့တက်ပြီးဘယ်သင်တန်းကတော့ကောင်းတယ်ဘယ်သင်တန်းကတော့မကောင်းဘူးဆိုတာမျိုးကကြတော့ကျွန်တော်ကိုယ်တိုင်လည်းသူတို့ရဲ့ရည်ရွယ်ချက်အမှန်တွေသူတို့ရဲ့ဒီလောက်ကင်နေတဲ့ပုံစံမျိုးတွေကိုကျွန်တော်ကိုယ်တိုင်မသိတဲ့အခါကျတော့ကျွန်တော်ပြောတဲ့အခါဒါကသူတို့အတွက်ကောင်းချင်မှလည်းကောင်းမကောင်းချင်လည်းမကောင်းဘူးဆိုလို့ရင်ဝေဖန်တယ်လို့မျိုးဖြစ်မယ်ကျွန်တော်မသိဘဲနဲ့သွားပြီးတော့ပြောလို့မရတဲ့အခါကျတော့အဲ့လိုမျိုး
တင်တန်းကြောင်းနာမည်ကြီးနဲ့ပြောပြီးတော့တင်တန်းကတော့ကောင်းပါတယ်တင်တန်းကတော့မတက်တင်ဘူးဆိုတာမျိုးကကျွန်တော်ပြောဖို့အတွက်အဆင်မပြေပါဘူးအဲ့တော့ကျွန်တော်အဓိကနောက်ထပ်ပြောပါမယ်ပြောချင်တဲ့အရာတစ်ခုကဘာလဲဆိုလို့ရှိရင်ခမားကိုယ်တိုင်ခမားဘဝအတွက်ဖြစ်ချင်တဲ့အရာတစ်ခုကိုမေးကြည့်ပါခမားဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့မှလိုအပ်ချက်တွေခမားတွေ့လာလိမ့်မယ်အဲ့ဒါဖြစ်ဖို့အတွက်ဆိုတော့အဲ့ဒီလိုအပ်ချက်တွေကိုထောက်ပံ့ပေးနိုင်မဲ့အခုကြီးပေးနိုင်မဲ့သင်တန်းဆိုလို့ရှိရင်တော့ဒါခင်ဗျားအတွက်ကောင်းတယ်လို့ရွေးချယ်လို့ရပါတယ်။ဒါမှမဟုတ်လို့ရှိရင်သင်တန်းတက်ပြီးတော့အဲ့သင်တန်းခင်ဗျားသွားခြင်းတဲ့နေရာခင်ဗျားလုပ်ချင်တဲ့အရာတွေအတွက်အရေးအယောင်လေးလောက်ပဲပြပြီးတော့force hope flow တည်ရမလားညီမချက်တွေညှို့နှင်းချက်တွေပေးပြီးတကယ်တမ်းလက်တွေ့ဘဝမှာမဖြစ်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒါကအဆင်မပြေဘူးလို့ကျွန်တော်ပြောလို့ရပါတယ်။ဆိုတော့သင်တန်းရွေးချယ်တာကတော့ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်တဲ့အခါကျတော့ဒါကပြီးတော့နောက်တစ်ခုကစောစောကလည်းမျိုးဒီတင်တန်းဆိုတာတွေကလည်းကိုကပတ်စံပေးပြီးတက်ရတဲ့အခါကျတော့ပတ်စံဆိုတာလည်းအလကားမရဘူးကိုရဲ့အရင်နှိမ့်မြုံနှံမှုတစ်ခုဆိုပေမဲ့လည်းဒါတွေကရင်းနှီးမြုံနှံရတယ်ဆိုတာကိုယ့်အတွက်လိုချင်တဲ့အရာတွေအတွက်ကိုလိုချင်တဲ့လောက်ရတယ်ဆိုလို့ရှိရင်တော့ပတ်စံအမောင့်ဆိုတာလည်းသူနဲ့ထိုက်တန်တဲ့အမောင့်ပေးရတယ်ဆိုလို့ရှိရင်ဒါပေးရတာတန်ပါတယ်ဆိုတော့ဒါက value for money လို့ခေါ်တယ်ဆိုတော့ကိုယ့်အကူပဲတေချာလေးရွေးချယ်ကြပါအားလုံးအဆင်ပြေကြပါစေကျေးဇူးပါ